ဗုဒ္ဓဘာသာယဉ်ကျေးလိမ်မှာမူလာတန်းစစ်အောင်မြင်ခဲ့တဲ့ Grade 5ကျောင်းသူမပပဝတီမိုးမင်္ဂလာပါပရိသတ်ကြီးရှင် AKK Channel ကနေကြိုဆိုလိုက်ပါတယ်အခုလိုအစင်လာမပြတ်ထိမ့်သိမ်းဆောက်ရှောက်အပ်တဲ့ဗုဒ္ဓဘာသာသာသနာတော်ကြီးရေရှိတည်တတ်ခိုင်မြဲပြီးတိုးတက်ပြောင်းပွားစေဖို့အတွက်ရည်ရွယ်ပြီးတော့တတော်တရာကနေအုတ်တစ်ချက်သေးတစ်ပွင့်ဖြစ်ပါဝင်ဖြည့်ဆည်းပေးနေတဲ့မျိုးဆက်သစ်လူငယ်လူရွယ်လေးတွေအတွက်ကိုနှစ်စဉ်နှစ်တိုင်းယဉ်ကျေးလိမ်မှာနဲ့ဗုဒ္ဓဓမ္မသင်တန်းတွေကိုအချိန်ပေးဖွင့်လှစ်သင်ကြားပေးလျက်ရှိနေတာဖြစ်ပါတယ်အခုဆိုရင်လည်းအနာဂတ်ရဲ့ကျယ်ပွင့်လေးတစ်ပွင့်ဖြစ်တဲ့ Grade 5ကျောင်းသူလေးမပပဝတီမိုးဟာဗုဒ္ဓဘာသာဆိုင်ရာအသိပညာတွေကိုစနစ်တကျလေ့လာစီပူပြီးသင်တန်းအောင်မြင်ခဲ့တဲ့အတွက်ဂုဏ်ယူဝေကြောင်းဖွဲ့ရာအောင်လက်မှတ်ကိုစုခုရရှိသွားခဲ့ပြီဖြစ်ပါတယ်မန္တလေးနဲ့မစ္စည်းမဝန်တမြန်မာရဟန်းတော်များဘွဲကကျင်းညာကျင်းပပြုလုပ်ခဲ့တဲ့မစ္စည်းမဝန်တဗုဒ္ဓဓမ္မသင်တန်းရဲ့ဗဟုအဆင့်ဆောင်မှုပွဲကြီးမှာရန်ကုန်တိုင်းဒေသကြီးလှဲကူးမြို့နယ်မလစ်အနောက်ကျေးရွာမှာရှိတဲ့ဇေယျသိမ်ကန်ကျောင်းသင်တန်းဌာနကနေဝင်ရောက်ဖြည့်ဆို့ခဲ့တာဖြစ်ပါတယ်ဖေဦးစော်တဲ့ရဲ့သမီးငယ်လေးမပပဝတီမိုးဟာဆိုရင်ကလေးငယ်တူဖြစ်ပေမဲ့လေသင်တန်းကာလတလျှောက်ဘာသာရေးဆိုင်ရာယဉ်ကျေးလိမ်မှာသင်ခန်းစာတွေဗုဒ္ဓဝိနည်းတရားဓမ္မအခြေခံတွေကိုကြိုးစားပန်းစားလေ့လာစီးပူးခဲ့တာကြောင့်မူလာတန်းစစ်စာမွေးပွဲမှာဒုတိယဂုဏ်ထူးဆိုတဲ့ဒူးကျင်ထမြက်လာတဲ့ရလက်ကောင်းကြီးနဲ့အောင်မြင်ကျော်ပြတ်နိုင်ခဲ့တာဖြစ်ပါတယ်မိဘဆရာတွေရဲ့သွန်သင်ဆုံးမမှုကိုခံယူပြီးတော့ဘာသာသာသနာယဉ်ကျေးလိမ်မှာတရားတွေကိုငယ်စဉ်ကလေးကစနစ်တကျသင်ယူစီးပူးနေတဲ့မပပဝတီမိုးရဲ့ကြိုးစားမှုနဲ့လိမ်မာပါနှံ့မှုတွေပေါ်မှာမိဘဆွေမျိုးတွေနဲ့ပရိသတ်တွေကြားထဲမှာအထူးပဲကြီးနှူးဝမ်းမြောက်ခုံယူနေရတာဖြစ်ပါတယ်။နာဂမှာလည်းသာသနာအကျိုးဘာသာအကျိုးလူမျိုးကျိုးကိုတည်ဖို့ဆောင်ရွက်နိုင်မဲ့လိမ္မာထက်မြက်တဲ့သမီးကောင်းရေတနာလေးဖြစ်အောင်ဆက်လက်ကြိုးစားသွားပါအောင်လို့စုမကောင်းတောင်းပေးရင်သမီးငယ်လေးပပဝတီမိုးရဲ့ဂုဏ်ယူဖွယ်အောင်ထူးချွန်အောင်မြင်မှုလေးပေါ်မှာပရိသတ်တွေအနေနဲ့ဂုဏ်ယူဝမ်းမြောက်တဲ့စကားလေးတွေကွန်မန့်မှာပြောခဲ့ကြပါအောင်။